အင်္ဂတိုင်းဗတ္တိယမြို့ကြီးတွင်ရှေးဘုံရှေးကန်အီလွန်ကြီးမာသောမင်းတကတထေကြီးမိသားစုနေထိုင်ကြပါနေထိုမိသားစုတွင်မင်းတကတထေကြီးတထေကတော်စန္ဒပဒူမာတားဖြစ်သူဒနင်းစရချွေးမသူမနဒီဝေနှင့်ပုံနအမီရှိအလုတ်အကျွေးတူးတို့ပါဝင်ပြီးတထေကြီးနာဦးအဖြစ်ထင်ရှားခဲ့ပါသည်ဒနင်းစရနှင့်သူမနဒီဝေတို့မှဖွားမြင်လာသူကအနာဂတ်တွင်သာသနာတော်၌အလွန်ထင်ရှားလာမည်ဝိသာခမင်းဖြစ်ပါတယ်ဝိသာခအသက်9နှစ်အရွယ်သို့ရောက်သောအခါမြတ်စွာဘုရားရှင်သည်များစွာသောယဟန်တန်ဃာတော်များခြံရံလျက်ဗတ္တိယမြို့သို့ကြွချီအပ်ပါတယ်ထိုသတင်းကိုကြားလျင်အဘိုးဖြစ်သူမင်းတကတထေကြီးကမြင်းငယ်ဝိသာခအားယထိုင်း900အချမ်းရံမင်းကလေး900တို့ဖြင့်မြတ်စွာဘုရားရှင်အားခရီးဦးကြိုဆိုရန်စိတ်လွတ်လိုက်ပါတယ်ဝိတာခါနှင့်အချွေရန်900တို့ပြီလဲလျောက်ပတ်သောနေရာမှနေလျက်မြတ်စွာဘုရားရှင်ကိုထိုင်လျက်မှမော့ကြည့်ပြီးရိုသေဆောင်ကတော့ရှိခိုးပါတယ်ဖះရှင်ဤတရားဒေသနာတော်ကိုနာယူရသည်ဖြင့်ဝိတာခါနှင့်တကွအချွေရန်900လုံးတောတာပန်တီးခဲ့ကြပါတယ်တနေ့တနိုင်ကောသလမင်းကြီးသည်မိမိ၏နိုင်ငံတော်တွင်မင်းတကတထေကြီးတို့ကဲ့သို့ဖုံးကန်ကြီးမားသောတထေမျိုးမရှိသဖြင့်ဗိမ္ပိတာရမင်းကြီးထံမှတထေတူကိုတောင်းခံပါသည်ဗိမ္ပိတာရမင်းကြီးကမင်းတကတထေကြီး၏သားဒနိစရတထေနှင့်တိုင်ပင်ပြီးစိတ်လွတ်လိုက်ပါသည်ကောသလမင်းကြီးနှင့်ဒနိစရတထေတို့တာဝတိပြည်သို့တွားကြသောအခါလန်ကုလမှခရီးတစ်ထောက်နားကြပါသည်တထေကြီးဒနိစရ၏တောင်းဆိုချက်အရတောင်တန်းနှင့်နီးသောမြစ်နားနီးသောထိုနေရာ၌ပင်မြို့တစ်တစ်ခုတီးဆုပ်ပေးခဲ့ပြီးတာကေတမြို့ဟုအမည်တွင်ခဲ့ပါလေထိုအချိန်မှဆော့၍ဝိတာခါတို့မိသားစုသည်တာကေတမြို့တွင်အချမ်းရံများစွာတို့အနှစ်အတူကြီးကျယ်ခမ်းနားစွာအခြေချောင်နေထိုင်ခဲ့ကြပါလေဒီလိုနဲ့ဝိတာခါလေးလည်း16နှစ်အရွယ်အပျော်ချောလေးတစ်ယောက်ဖြစ်လာခဲ့ပါလေဝိတာခါနှင့်အချွေရံ900တို့ဟာမြေစိတ်မှာရေချိုးကစားတတ်ကြပါတယ်။တာဝတိပြည်တွင်မိဂါရတထေဤသားပုံနဝဒနာစက်ခေါင်းနှင့်အရွယ်ရောက်လာသောအခါမိဘများကအမွေစက်ခံသူမျိုးဆက်မပြတ်သွားဖို့အကအိမ်တော်ပြုရန်တိုက်တွန်းကြပါတယ်။ပုံနဝဒနာကောင်းဆိုတာကစပင်အသားအယူအရေအရွယ်ဟုသောကောင်းခြင်း9ပြာရင်ပြည့်စုံသောအမျိုးသမီးကိုရှာပေးနိုင်မှသာလက်ထပ်မည်ဟုတောင်းဆိုပါတယ်။မိဘများကပုံနာ8ယောက်အားရွှေပန်းကုန်းတစ်ခုပေး၍ထိုကဲ့သို့သောအမျိုးသမီးကိုရှာဖွေရန်စေလွှတ်လိုက်ပါသည်။ပုံနာတို့သည်မြို့ရွာအနှံ့ရှာဖွေကြရာဝိဝတ္တနနခတ်ပွဲတပင်နေ့တွင်တာဂေတမြို့သို့ရောက်လာကြပါသည်။ထိုနေ့တွင်ဝိတာခါသည်အချမ်းအရံ900ဖြင့်မြစ်စိတ်သောရေချိုးဆင်းလာစဉ်ရုတ်တရက်မိုးရွာချော်ပါသည်။အချမ်းအရံများကမိုးလျာစည်းရသို့ပြေးဝင်ကြတော့လေဝိတာခါမှမူတည်ငြိမ်စွာဖြည်းဖြည်းမှန်မှန်သာရှောက်လာခဲ့ပါသည်။ပုံနာတို့ကအပေကြောင့်မပြေးသည်ဟုမိရာဝိတာခါကဘယင်စင်ရတနာယဟန်တန်ကနဲ့အမျိုးသမီးတို့သည်ပြေးလွှားသွားလာလျင်မတင့်တယ်ကြောင်းရှင်းပြပါတယ်။ပြေးလွှားရင်ချော်လဲထိခိုက်မိပါကမိသားစုအတွက်ဝန်ထုတ်ပုံဖြစ်စေနိုင်ကြောင်းလည်းရှင်းပြလိုက်ပါတယ်။ဝိတာခါ၏စကားပြောဟန်အပြုံးနဲ့တွားအလောက်ကိုမြင်ရသောအခါပုံနာတို့သည်ကောင်းခြင်း9ပြာနှင့်ပြည့်စုံသူချစ်ကြောင်းအတီးပြုကရွှေပန်းကုန်းကိုဝိတာခါအားပန်းစင်ပေးလိုက်ကြပါလေ။မိဂါရတထေကြီးတို့ဘက်မှဝိတာခါတရိုးသမီးကိုလာရောက်တောင်းရမ်းလာသောအခါဒနင်စရတထေကြီးကလက်ခံခဲ့ပါတယ်။ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲကိုနှစ်ဖက်မိဘများကအကောင်းဆုံးစီစဉ်ကြဖို့တိုင်ပင်ကြပါတယ်။မင်္ဂလာအခမ်းအနားမှာတရိုးသမီးဝိတာခါဝတ်ဆင်ဖို့အတွက်ရွှေငွေပတ္တမြားပွက်လဲစိန်စသည်ရတနာတို့ချင်းစီးချဲထားပြီးဦးခေါင်းမှာခြေပြားတိုင်အောင်ဖုံးလွှမ်းကငေါင်းစင်ပေါ်တွင်ကနေသောဦးတောင်ရုပ်တံပါဝင်သည့်မဟာလတ္တတန်းစာကြီးကိုလေးလတိုင်တိုင်အချိန်ယူပြုလုပ်ခဲ့ကြရပါတယ်။မင်္ဂလာပွဲအပြီးတွင်ဖခင်ဖြစ်သူဝိတာခအတွက်အချွေရန်900ယထာ900အဖိုးတန်ပစ္စည်းမျိုးစုံပါဝင်သောလဲအစည်းပေါင်း1000ချီ၍လက်ဖွဲ့ပစ္စည်းများကိုပေးလိုက်ပါတယ်။ဝိတာခအတွက်နွားအကောင်ပေါင်းများစွာကိုလည်းနွားချန်တဲမှဖွင့်ပြီးယူစေပါတယ်။နွားကိုသည်ချန်မတ်ထွက်ပြီးဝိတာခရဲ့နောက်မှလိုက်သွားကြပါတယ်။အန်အိုးဘွယ်ကောင်ဒီမှာဝိတာခါ၏အတိတ်ဘဝစီကကတ္တဗဖယာရှင်နှင့်တန်ဃာတော်များကိုဆွန့်ကပ်သောအခါတန်ဃာတော်များကတော်ပြီလို့လက်ကပြသတော်လေအယံကောင်းသောနိုစွန်းမလို့ထက်ယူဖို့အတင်းလူဖို့သောကုတုကံကြောင့်တော်ပြီပြောတာတောင်နွားတို့သည်အတင်းလိုက်သွားကြခြင်းဖြစ်ပါတယ်
ဝိတာကလေးရောက်ခမအိမ်တို့မထွက်ခွာမီဖာကင်ဖီတူဒနေစရာတူထေကြီးနဲ့အမေဖီတူတို့မှမိဘတာဝန်ရချစ်သမီးကိုရှေ့သို့ခေါ်၍အဆုံးမစကားများပြောကြားပေးခဲ့ပါတယ်ချစ်သမီးဝိတာခတစ်အိမ်တွင်းမိကိုအိမ်ပြင်မထုတ်ရပါအိမ်တွင်းရေးပြဿနာများကိုအပြင်လူအားမပြောရနှစ်အပြင်မိကိုအိမ်တွင်သို့မသွင်းရအပြင်လူများ၏တင်အဖြန့်များကိုအိမ်ထဲသို့တဲမလာရသုံးပြန်ပေးသူကိုသာထပ်ပေးရမည်ချီးငားပြီးပြန်ဆက်သူကိုသာထပ်ချီးရမည်လေးပြန်မပေးသူကိုထပ်မပေးရချီးငားပြီးပြန်မဆက်သူကိုထပ်မပေးရငါပေးသူကိုဖြစ်စေမပေးသူကိုဖြစ်စေပေးရမည်စင်ရနွမ်းပါသောဆွေမျိုးများကိုမူပြန်ဆက်နိုင်သည်ဖြစ်စေမဆက်နိုင်သည်ဖြစ်စေကူညီရမည်6ချမ်းသာစွာထားရမည်ယုတ်ခမခင်မိုးနှင့်အသက်ကုန်ကြီးသောများလာလင်လေးစားစွာထားရမည်ခုနှစ်ချမ်းသာစွာစားရမည်ယုတ်ခမခင်မိုးနှင့်ကြီးသောများစားတောက်ပြီးမှသာစားရမည်ရှစ်ချမ်းသာစွာအိပ်ရမည်အိမ်မှုကိစ္စများပြီးစီး၍လူကြီးများအိပ်ပြီးမှသာအိပ်ရမည်ကိုမီးကိုလှုပ်ကြွေးရမည်ယုတ်ခမနှင့်ခင်မွန်းကိုမီးကဲ့သို့တတိထားဆက်ဆံရမည်10အိမ်တွင်းနှက်ကိုရှိခိုးရမည်ယုတ်ခမနှင့်ခင်မွန်းကိုနှက်ကဲ့သို့ယူသေးရမည်တနင်္ဇရာတတိကြီးကဝိတခအထွတ်ပြဿနာတစုံတရာရှိလာပါကစစ်ဆေးကူညီဖြေရှင်းပေးရန်အထွတ်ရှေ့နေပညာရှိရှစ်ဦးကိုလည်းထည့်ပေးလိုက်ပါတယ်ဝိတခဟာအချံရံများနဲ့အတူတာဝတိမျိုးသူဝင်ရောက်လာတော့အခါဖုံးကွယ်ထားသောရင်နှင့်မဝင်ပဲမဟာလတတန်စာကြီးကိုဝတ်ဆိုင်ကယထာဘော်တွင်မတက်ရက်လျက်ဝင်ရောက်လာခဲ့ပါတယ်မြို့နေပြည်သူအများကြီးကဝိတခရဲ့ကျစ်စီရရှိ၍လှပလွန်သောမြင်ကွင်းကိုမမြင်ဘူးကြတော့ကြောင့်တအံ့အော်ငေးမောကြည့်ရှုကြရပါလေယောခမအိမ်တို့ရောက်ချင်းပင်မိမိထံပို့တာလာသောလက်ဆောင်များကိုမြို့သူမြို့သားများထံသို့မေတ္တာရှိထားluiပြန်လည်ဝေမျှပြီးခဲ့ပါလေယောခမချစ်သူမိဂါရတထေကြီးမိသားစုဟာအဝတ်မပါသောအစိလကတက်သွန်းများကိုကိုးကွယ်သူဖြစ်ပါတယ်တနေ့တွင်တထေကြီးကတက်သွန်းများကိုဆွန့်ကပ်ရာဝိတာခါကထိုအဆက်အကြောက်ကင်းမဲသောသူများကိုယွန်ရှားသဖြင့်တကားအဝမှရက်ကြည့်သည်တဘိုးမကြဖြစ်နေပါတယ်တထေကြီးထမင်းစားတောက်နေစဉ်ယဟန်တပါးသည်အင်းရှိသို့အေးချမ်းတည်ငြိမ်စွာဆွန့်ခံကြွလာပါတယ်တထေကြီးယဟန်ကိုမြင်တော့ဝိတာခါကကိုဖယ်ပေးတော့လေတထေကြီးကမတိချင်အောင်ဆောင်ပြီးတစ်ဖက်သို့မျက်နှာလှည့်သွားပါတယ်ဝိတာခါကကြွလာတော့ယဟန်တော့အားကတော်စွန်းမဖေဟာတပည့်တော်မ၏ရော့ကတိကြီးသည်အဟန်းကိုသာစားတောက်နေပါတယ်ဖေဟာလို့လက်အောက်ကြီးကလှောက်ထားလိုက်ပါတယ်သူစကားကိုကြားတော့အခါတတိကြီးလည်းအမျက်ထွက်ပြီးဝိတာခါကိုအိမ်မှနှင်ထုတ်ရန်ကြိုးစားပါတော့တယ်ဝိတာခါကသူမကိုရေခတ်ကျွန်းမကဲ့သို့နှင်ထုတ်မိရကြောင်းဖခင်ထေပေးလိုက်သောပညာရှိရှိဦးနှင့်စစ်ဆေးရန်တောင်းဆိုပါတယ်စစ်ဆေးရတယ်ဝိတာခါကအဟန်းကိုစားသည်ဆိုတော့စကားကအတိတ်ပဲကရှေးကပြုခဲ့သောကုသိုလ်များကြောင့်အခုဘဝမှာချမ်းသာစွာနေရစားရတာကိုဆိုလိုကြောင်းတေချာရှင်းပြလိုက်ပါတယ်တထေကြီးကလည်းဆက်လက်ပြီးဝိတာခါဟာညတန်းကောင်တွေအိမ်နောက်ဖက်သို့သွားကကျွန်းတို့နှင်စကားပြောကြောင်းပြဿနာရှာပြန်တယ်ဝိတာခါလည်းညတန်းကောင်တွေမြင်းမတမောက်မီးဖွားရာသို့တွားရောက်ကူညီခဲ့ရသည့်အကြောင်းထပ်မံရှင်းပြရပါတယ်ယောက်ကတိကြီးအစာမကြေဖွင့်နေတယ်မှာဝိတာကဖခင်ရဲ့ဩဝါဒ30မှာကိုအတိတ်ပဲနားမလဲတာလည်းပါနေပါတယ်အနက်အတိတ်ပဲများကိုဝိတာခါကရှင်းလင်းပြရာရှိနေပညာရှိရှစ်ဦးစလုံးကဝိတာခါတွင်အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်တထေကြီးကသူမှားကြောင်းအပြစ်ကိုဝန်ခံပြီးဝိတာခါကိုရှိနေများရှိမှပင်တောင်းပန်လိုက်တယ်အပြစ်ကိုဝန်ခံတောင်းပန်တော့လေဝိတာခါကမိမိကိုးကွယ်သောတန်ဃာတော်များကိုပင်ဖိတ်ခွင့်ပြုမှသာဆက်နေမယ်လို့တောင်းဆိုပါတော့လေတထေကြီးကသဘောတူသဖြင့်ဝိတာခါလေးကျောင်းတော်သို့တွား၍ရိုးသေးစွာလက်အောက်ချပြီးမြတ်စွာဘုရားရှင်ကိုပင်ဖိတ်ပါတယ်မြတ်စွာဘုရားရှင်နှင့်ယဟန်တန်ဃာတော်များကြွလာပြီးဝိတာခါကိုတရားဟောနေသောအခါမိဂါရော့တထေကြီးသည်တတသွန်းများ၏တားမြစ်မှုကြောင့်ခန်းစည်းအကာအပြင်ဖက်မှနေ၍တရားနာရပါတယ်သို့သောမြတ်စွာဘုရားရှင်သည်အကာအရောင်များကြားမှပင်အသက်ဝင်လှုပ်ရှားနေသောမေတ္တာတော်ရှင်လင်းကျက်သားသောအတန်တော်တို့နှင့်တရားရေးအေးတိုက်ကြွေတော်မူရာတထေကြီးတောတာပန်တည်သွားပါတယ်ထိုအခါမှသာမိဂါရော့တထေကြီးသည်ဝိတာခါကိုကျေးဇူးတင်လွန်းသောကြောင့်ဝိတာခါဟာငါရဲ့မိခင်လို့ခေါ်ပေါ်သမုတ်ရမော့ဝိတာခါသည်မိဂါရော့မာတာလို့
သာသနာတော်မှာထင်ရှားခဲ့ပါတယ်။တထေးကြော်ကြီးလည်းတောတာပန်တီးခဲ့ပြီးမိဂါရတထေးကြီးကချွေးမအတွက်ပေါ်ပါရီအဖို့တန်တော့ကနမတ်တကအမီတော့တန်စာတိကြီးကိုထပ်မံပြုတ်လို့ဆင်ရင်ပေးခဲ့